အားလုံးပဲမင်္ဂလာပါ Sunshine Moto မှာပြန်လဲကြိုဆိုလိုက်ပါတယ်နံပါတ်ကြပြီးသား Weight Parking Bin Share လေးတစ်စီးရောက်ထားပါတယ်ဇင်းနစ် Weight လေးဖြစ်ပါတယ်2026 model လေးပါဘိန်းကတော့လုံးဝအသစ်တိုင်းလေးပဲရှိပါသေးတယ်အယောင်ဆက်လေးလည်းတော်တော်လှပါတယ်အင်ဂျင်ပြောင်းနဲ့ဖြစ်သွားပါတယ်အင်ဂျင်ပြောင်းလေးပါအနိကပြပေးမယ်နော်အင်ဂျင်နေထားလေးအနိကလုံးဝဘိန်းရှယ်လေးဖြစ်ပါတယ်အမျိုးအစားလေးလည်းကောင်းပါတယ်ဇင်းနစ်လေးပါမန်လိုင်စင်89ရပ်လက်နဲ့ထွက်ထားပါတယ်တက်တန်းက2028နှစ်လပိုင်းမှာကုန်မှာဖြစ်ပါတယ်ဒီဘိန်းလေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့33သိန်း5000ဖြစ်ပါတယ်53ဘီလန်133ကြားမန္တလေးစမှု1 Sunshine Moto မှာလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်